ဒီဗီဒီယိုကိုအဆုံးထိမကြည့်ပဲမိတ်ဆွေကြော်သွားလို့ရပါတယ်ဒါပေမဲ့တခုတော့ကြိုးပြောထားမယ်နောက်9နှစ်10နှစ်နေလို့မိတ်ဆွေရဲ့လောက်အားကနီးပညာနဲ့အရှင်ဟုံနဲ့ရှင်တပြားမှမတန်တော့တဲ့အခါငါအဲ့ဒီရုံကဘာလို့မပြောင်းလဲခဲ့တာလဲဆိုပြီးကိုနောင်တရစေပါလိမ့်မယ်ဒီနေ့ကျွန်တော်ပြပြမယ့်အရာက AI သတင်းတစ်ခုပေးုံတင်မဟုတ်ပါဘူးနီးပညာကိုသုံးပြီးဘာမှမရှိတဲ့နေရာကနေကိုယ့်ရဲ့ကြွယ်ဝမှုကိုဘယ်လိုတိစောက်မလဲဆိုတဲ့ကျွန်တော်စီးမင်းတွေအကြောင်းပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်တရာတုန်းကမိတ်ဆွေချမ်းသာခြင်းရဲ့အမြေတစ်ခွက်စက်ရုံကြီးတွေပိုင်ဖို့လိုခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်30တုန်းကကိုမှဝန်ထမ်းအယောက်100ရှိတဲ့ကုမ္ပဏီကြီးတစ်ခုရှိဖို့လိုခဲ့ပါတယ်ဒီနှစ်ခေတ်မှာမိတ်ဆွေရဲ့အုံနောက်လက်တော့တစ်လုံးနဲ့အင်တာနက်လိုင်းတစ်ခုရှိုံနဲ့တန်ပေါင်းများစွာတန်တဲ့အဆက်ကိုစတင်ဖန်တီးလို့ရနေပါပြီဒါပေမဲ့မေးစရာရှိတာကဒါဆိုမြန်မာပြည်မှာရောဘာလို့လူအများစုဆင်းရဲနေတာလဲကျွန်တော်ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပါအများစုကမနေ့9နာရီကနေညနေ9နာရီအထိရုန်းကန်နေကြရပါတယ်လာကုန်ရင်ပတ်စံကြံမလားမေးရင်လည်းမကြံပါဘူးစီးပွားရေးကလည်းမကောင်းပါဘူးအရင်ကြီးမရှိပါဘူးငါမှအဆက်အသွယ်မရှိဘူးဆိုတဲ့စင်ကြွေတွေကိုပဲထက်ခါယွတ်နေရပါတယ်ကျွန်တော်တို့လူတွေအကြီးမားဆုံးအယူဆအမှားတစ်ခုရှိရဲအဲ့ဒါပါလဲဆိုရင်ပတ်စံရဖို့ပတ်စံအရင်ရှိရမယ်ဆိုတဲ့အတွေးပဲဖြစ်ပါတယ်ငါမှအရင်ကြီးသိန်း1000ရှိရင်စီးပွားရေးစမှာပေါ့ငါမှဆိုင်ကန်းမရှိလို့ငါမှအကူအညီပေးမဲ့သူမရှိလို့ဒါလွန်ခဲ့တဲ့နှစ်90လောက်ကစီမီဟောင်းကြီးပါဒီအတွေးတွေကဒီချိန်မှာမိတ်ဆွေလက်ထက်မှာရှိနေတဲ့ဖုန်းတစ်လုံးကလွန်ခဲ့တဲ့နှစ်20က NASA မှာသုံးခဲ့တဲ့ကွန်ပျူတာတိစောက်ပုံစွမ်းအားတဲ့အပူသားပါတယ်ဒါပေမဲ့မိတ်ဆွေဒီဖုန်းကိုဘာအတွက်သုံးနေတာလဲအများစုကကိုယ့်ရဲ့ဖုန်းကိုအပျော်အပါးအတွက်ပဲသုံးစွဲနေကြပါတယ်နီးပညာကိုအမြတ်ထုတ်သူအဖြစ်မသုံးကြပါဘူးဖုန်းကိုကြည့်ပြီးအချိန်ဖြုံးနေတဲ့သူရှိသလိုဒီဖုန်းတစ်လုံးနဲ့ပဲတကဘာလုံးကငွေကြေးတွေကိုကိုယ့်အိတ်ကတည်းစီးဝင်အောင်လုပ်နေတဲ့သူတွေလည်းရှိပါတယ်ဒီဗီဒီယိုကတော့မိတ်ဆွေစီမှာအရင်ကြီးမရှိဘူးဆိုရင်တော့မှစင်ကြီးမဖြစ်တော့ပါဘူးတကယ်ဒီဗီဒီယိုကမိတ်ဆွေမှာအရင်ကြီးမရှိဘဲနဲ့ကျွန်တော်တို့အောင်မြင်အောင်ဘယ်လိုလုပ်မလဲငွေတွေရရှိအောင်ဘယ်လိုလုပ်မလဲဆိုတာကိုနားလည်သွားမှာဖြစ်တဲ့အတွက်မကြော်သွားပဲနားထောင်ပေးခဲ့ရင်မိတ်ဆွေကအရင်ကြီးမရှိဘူးဆိုတာကိုစင်ကြီးမပေးဖြစ်တော့ဘူးတကယ်လို့သဘောမပေါက်ပဲနားမထောင်ပဲတကယ်လို့မိတ်ဆွေကဒီဗီဒီယိုကိုနားမထောင်ပဲကြော်သွားခဲ့လို့ရှိရင်တစ်သက်လုံးကျွန်းပွားမှာပဲဆက်ရှိနေပါလိမ့်မယ်ကျွန်တော်တို့သေချာစဉ်းစားကြည့်ပါအခုခေတ်စီးပွားရေးကဘယ်လိုပြောင်းလဲသွားပြီလဲဆိုရင်အရင်တော့စီးပွားရေးအင်ပါယာတစ်ခုတည်ဆောက်ဖို့ဆိုရင်မြေကွက်တွေဝယ်ရမယ်စက်ရုံတွေဆောက်ရမယ်စက်ပစ္စည်းတွေသွင်းရမယ်အလုပ်သမားတွေအများကြီးကိုလာစားပေးပြီးခံရမယ်အစိုးရပါမစ်တွေလိုင်စင်တွေအများကြီးရှောက်ရမယ်ဒါကြောင့်မလို့ဒီအရင်ခေတ်ကငွေရှိမှစီးပွားရေးလုပ်လို့ရတယ်ဆိုတာအမှန်ပါတယ်ငွေမရှိရင်ကျွန်တော်တို့ဘာမှလုပ်လို့မရခဲ့ပါဘူးဒါပေမဲ့ဒီနေ့ခေတ်မှာကမ္ဘာပေါ်မှာအကြီးမားဆုံးကုမ္ပဏီအချို့ကိုမိတ်ဆွေကြည့်လိုက်ပါUber ဆိုရင်ကိုယ်ပိုင်တက္ကစီတစ်စီးမှမရှိပါဘူး software တစ်ခုပဲရှိခဲ့တာပါ Airbnb မှာလည်းကိုယ်ပိုင် hotel အဆောက်အဦတစ်ခုမှမရှိပါဘူး platform တစ်ခုပဲရှိပါတယ် YouTube TikTok မှာလည်းကိုယ်ပိုင်ဗီဒီယိုရိုက်ကူးရေးအဖွဲ့တွေမရှိပါဘူးလူတွေဖန်တီးထားတာကိုပြပေးရုံပဲရှိရပါဒီသူတို့ရဲ့တန်ဖိုးကိုရုပ်ဝတ္ထုပစ္စည်းတွေပေါ်မှာမရှိတော့ပဲ system စနစ်နဲ့ကွန်ရက် network ပေါ်မှာပဲရှိတော့ပါတယ်ဒီနေ့ခေတ်မှာတယောက်တည်းနဲ့လုပ်လို့ရတဲ့စီးပွားရေး solo entrepreneur တွေကနီးပညာ AI နဲ့ automation ကိုသုံးပြီးအလုပ်သမားအယောက်100ရဲ့စွမ်းအားကိုလူတယောက်တည်းနဲ့ဖန်တီးလို့ရနေပါပြီဒါဆိုရင်မြန်မာပြည်ကလူတွေကဘာပြဿနာဖြစ်နေလဲဆိုရင်သုံးစွဲသူအဆင့်ပဲရှိနေကြလို့ပါကျွန်တော်တို့ဖုန်းကိုတစ်နေ့ဘယ်နှစ်နာရီကြည့်လဲ3နာရီလား4နာရီလားအဲ့ဒီ4နာရီမှာမိတ်ဆွေပါလုတ်ခက်လဲသမားတင်ထားတဲ့ entertainment video တွေကိုကြည့်ရဲသမားတွေရောင်းနေတဲ့ပစ္စည်းတွေကိုကြည့်မယ်သမားရဲ့အကျိုးမရှိတဲ့အငင်းပွားပွဲသတင်းတွေကိုဖတ်ပြီးစိတ်ကုန်နေမယ်စိတ်တူနေမယ်အတိတ်ကမိတ်ဆွေရဲ့အချိန်နဲ့အာရုံစိုက်မှုကိုသမားကိုအလဲကားပေးလိုက်တာပါမိတ်ဆွေစီကနေနီးပညာကုမ္ပဏီတွေကပတ်စံရှာသွားတယ်မိတ်ဆွေကအချိန်လဲကုန်ပတ်စံလဲမရပါဘူးနီးပညာကိုသုံးစွဲသူအဖြစ်ပဲနေသမားကားလာပဲလို့မိတ်ဆွေတို့ကသမားရဲ့စီးပွားရေးအတွက်ကုန်ကျန်းတစ်ခုပဲဖြစ်နေပါလိမ့်မယ်မိတ်ဆွေကနီးပညာကိုဖန်တီးသူအသုံးချသူအဖြစ်ပြောင်းလဲလိုက်တဲ့အခါမှာမိတ်ဆွေရဲ့နီးပညာကကိုယ့်အတွက်ငွေရှာပေးမှာဖြစ်ပါတယ်ဒီပြဿနာကိုမကျော်လွှားနိုင်ရင်မိတ်ဆွေဘာပဲလို့ဘလောက်ပဲပြင်ပန်းခံပါစေရေစိတ်နေတဲ့လှေကိုကျွန်တော်တို့လှော်ရတယ်လို့ပဲဖြစ်နေပါလိမ့်မယ်ဒါဆိုရင်ဘာလို့ကျွန်တော်တို့အုံနောက်ကဒီနီးပညာတန်ဖိုးကိုချက်ချင်းမြင်နိုင်ရတာလဲကျွန်တော်အဖိုးဘွားတွေသွန်သင်ခဲ့တာကပြောပြခဲ့တာကအစအဦးကြီးတစ်ခုကိုမြင်ရင်ဒါတကယ်စီးပွားရေးပဲစက်ရုံကြီးကိုမြင်ရင်ဒါတကယ်အဓိက asset ပဲဆိုင်ကန်းအလားကြီးဖွင့်ထားမှမြင်ဒါမှအလုပ်ဖြစ်တဲ့ဆိုင်ကန်းအလားကြီးတွေဖွင့်ထားတာမြင်ဒါကအလုပ်ဖြစ်တဲ့ဒါပေမဲ့ဒီနေ့ခေတ်မှာမြင်ရတဲ့ရုပ်ဝတ္ထုအများစု
ပိုင်ဆိုင်မှုမဟုတ်တော့ပဲဝင်တော့ဝင်ပူကြီးပဲဖြစ်သွားပါပြီဆိုင်ကန်းကြီးငှားထားတယ်လားစဉ်ဆိုင်ကန်းကပေးရမယ်မီးဘူးတွေပေးရမယ်ဝန်ထမ်းကတွေပေးရမယ်ဒါကတကယ်ပိုင်ဆိုင်မှုမဟုတ်တော့ပါဘူးအခြားတစ်ဖက်မှာမြင်ရတဲ့ invisible access မမြင်ရတဲ့ပိုင်ဆိုင်မှုတွေရှိပါတယ်ကျွန်တော်တို့ audience access ကိုယ့်ကိုယုံကြည်တဲ့ follower တန်းကြီးရှိတဲ့ channel တွေ page တွေ software access လာစဉ်လူတွေပြဿနာဖြေရှင်းဖို့သုံးနေတဲ့ digital tool တွေ data and system asset အလိုလုပ်ပေးနေတဲ့ customer database နဲ့ automation and workflow တွေ personal brand ဒီလူပြောရင်အမှန်ပဲလို့လူတွေသတ်မှတ်ထားတဲ့ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအမှတ်တစိတ်ဒီမမြင်ရတဲ့ asset တွေကိုထိန်းရတာရိုးဝတ္ထုတွေထက်ကုန်ကျစရိတ်အစ100လောက်သက်သာပါတယ်ဝင်ငွေရနိုင်စွမ်းလည်းအကျဉ်း1000မကပိုကြီးမားပါတယ်ဒါကြောင့်မိတ်ဆွေရဲ့အတွေးခေါ်စိတ်ဓာတ် mindset တွေကိုဒီနေ့အပြည့်အစုံပြောင်းလဲလိုက်ပါစကားပြောရင်ငါမှပတ်စံဘယ်လောက်ရှိလဲဆိုတဲ့လုပ်ငန်းလုပ်ခြင်းတဲ့လူတွေလုပ်ငန်းစခြင်းတဲ့လူတွေငါမှပတ်စံဘယ်လောက်ရှိလဲဆိုတဲ့မေးခွန်းကိုမမေးပါနဲ့အဲ့ဒီစားငါမှရှိတဲ့ဘ ഹു တုရကိုနီးပညာနဲ့မြှောက်လိုက်ရင်လူပေါင်းဘယ်နှစ်ယောက်စီရောက်အောင်လုပ်နိုင်မလဲအရင်တော့မိတ်ဆွေအကူအညီတောင်းဖို့လူတွေကိုပတ်စံပေးရတဲ့ဒီနေ့ခေတ်မှာတော့ AI ကိုအသုံးချပြီးကျွန်တော်တို့ ChatGPT တွေ Cloud တွေဒီ AI tool တွေဆီကနေမိတ်ဆွေအကြံဉာဏ်တွေတောင်းလို့ရမယ်ကို့မှာ design skill မရှိဘူးလား graphic designer မရှိဘူးလားဒါဆိုရင်လည်း AI image generator တွေကိုသုံးလို့ရပါတယ်ဥပမာ Nano Banana တွေ Gemini AI တွေကနေမှကျွန်တော်ပုံတွေထုတ်လို့ရမယ် graphic designer မရှိရင်တော့မှပဲကို့မှာ coder မရှိဘူးဆိုရင် AI Code tool တွေကိုသုံးလို့ရပါတယ်အရင်ခေတ်ကပတ်စံရှိမှာပဲသုံးနိုင်ခဲ့တဲ့ဒီနည်းပညာမြင့်အုံနောက်ဆွမ်းအားရင်းနှီးမြှုပ်နှံမှုတွေကိုအခု AI နည်းပညာပေါ်လာတဲ့အခါမှာကျွန်တော်တို့အခမဲ့နည်းပါသုံးလို့ရနေပါပြီဒါကိုကမသုံးဆိုရှင်မိတ်ဆွေအခွင့်အရေးမရှိတာမဟုတ်ဘူးမိတ်ဆွေရဲ့ပြင်းရည်မှုနဲ့ live မလုပ်တာပဲဖြစ်ပါလိမ့်မယ်အခုကျွန်တော်တို့သင်္ချာနည်းနဲ့ theory ပုံစံတစ်ခုနဲ့ကျွန်တော်တို့တွေ့ကြည့်မယ်အချိန်နဲ့လှုပ်အားပုံသေးနည်းဒါကိုအချိန်ကိုလှုပ်အားနဲ့မြောက်လိုက်ရင်ကျွန်တော်တို့ဝင်ငွေရရှိပါတယ်မိတ်ဆွေဒီနေ့ကို10နာရီအလုပ်လုပ်ရင်10နာရီစာဝင်ငွေရမယ်24နာရီထက်ပိုလုပ်လို့မရပါဘူးဒါအကန့်အသတ်ရှိတဲ့ linear growth ပဲဖြစ်ပါတယ်မိတ်ဆွေဖျားသွားရင်မိတ်ဆွေအနားယူသွားရင်ဝင်ငွေရက်သွားပါမယ်ကျွန်တော်နီးပညာနဲ့တိဆော့မယ်အချစ်ကိုယ့်ရဲ့ကြွားချမ်းသာမှုနီးပညာရဲ့ဘ ഹു တုရရဲ့ဖြန့်ဝေမှု distribution ဆိုတဲ့ media ဒီ YouTube TikTok Facebook တွေကနေမှကျွန်တော်ဖြန့်ဝေမယ်ကိုယ့်ရဲ့ဘ ഹു တုရရဲ့နီးပညာတွေအသုံးချမယ်ဒါဆိုရင်ကျွန်တော်ကြွားချမ်းသာမှုကိုဖြစ်ပေါ်စေပါလိမ့်မယ်ဒီပုံသေးနည်းထဲမှာကျွန်တော်တို့အချိန်ဆိုတဲ့ကိန်းကဏ္ဍမပါပါဘူးအရှိမတို့ကကိုယ့်ရဲ့အချိန်နဲ့လိုအားနဲ့မြောက်လို့ရှိရင်ဝင်ငွေရမယ်နောက်နီးပညာနဲ့ဘ ഹു တုရရဲ့ဖြန့်ဝေမှု distribution ရဲ့ဒီ၃ခုကိုမြောက်လိုက်ရင်ကြွယ်ဝဖြန်းသာမှုကိုဖြစ်ပါတယ်ဒီ၃ခုထဲမှာအချိန်မပါပါဘူးဘ ഹു တုရတစ်ခုခုရှိရင်တန်ဖိုးရှိအောင်ဖန်တီးလိုက်တဲ့ဒီနီးပညာကိုသိဆက်ထားပေးတယ်ပြီးရင် distribution internet ပေါ် digital platform ပေါ်ဒါရီတပြိုင်နဲ့လူတွေတန်ပေါင်းများစွာစီရောက်ရှိနိုင်ပါလိမ့်မယ်ဥပမာ content creator တယောက်အနေနဲ့ဆရာတယောက်ကသင်ခန်းစာတစ်ခုကိုလူအယောက်50ပါးရဲ့စာသင်ခန်းထဲမှာတစ်နာရီကြာအောင်သင်ပေးတယ်ဒါအရင်တော့ပေါ့နော်အခုကဒီဆရာပဲအဲ့ဒီသင်ခန်းစာကိုတိကျဗီဒီယိုရိုက်ထားမယ်ဤပညာသုံးပြီး digital course ဖြစ် online course ဖြစ်တင်လိုက်မယ်ဒီဗီဒီယိုကိုလူတစ်သိမ့်မကညဘက်မှာပေါ့နော်စာသင်ခန်းထဲကိုသွားစရာမလိုပဲကျွန်တော်တို့ကြည့်နိုင်တယ်တစ်နာရီစာစိုက်ထုတ်လိုက်တဲ့လောက်အားအကျဉ်းတသိမ့်မကပွားများသွားတာပဲဒါက level လို့ခေါ်ပါတယ် software တွေ developer tool တွေအလုပ်တစ်ခုနဲ့တိုင်ပတ်နေတဲ့အဆင့်တွေကိုသက်သာစေတဲ့ Excel template တွေ Notion system တွေဒါမှမဟုတ်ရင် software လေးတစ်ခုကမိတ်ဆွေရရေးလိုက်နိုင်မယ်ဆိုရင်ပဲကျွန်တော်တစ်ခါပဲဖန်တီးရတဲ့သုံးတဲ့သူတွေကလာစင်ကြေးပေးပြီး download ဆွဲသွားကြမယ်မိတ်ဆွေအိတ်နေကြမှာတော့ဒီစနစ်ကပတ်စံရှာပေးနေပါလိမ့်မယ်နောက်ထပ် smart business automation တွေမိတ်ဆွေရှိမှာဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတစ်ခုရှိရဲဖုန်းဖြေတာ customer order ယူတာတွေကိုနည်းပညာတွေ AI bot တွေနဲ့ချိတ်ဆက်ထားမယ်မိတ်ဆွေမှာဝန်ထမ်း10ယောက်50မလို့ပဲ24နာရီလုံးအလုပ်လုပ်ပေးနေမှာပါလူတွေမသိသေးတဲ့နောက်တစ်ချက်ကနည်းပညာဆိုတာရှုပ်ထွေးလို့နဲ့ငါနဲ့မဆိုင်ဘူးလို့ထင်ကြတာပါနည်းပညာရဲ့တန်ဖိုးကစံပြားလုံးလို့မဟုတ်ပါဘူးနည်းပညာရဲ့တန်ဖိုးကအကန့်အသတ်မရှိပြန်ပွားနိုင်စမ်းပဲပေးနိုင်တာဖြစ်ပါတယ်စက်ရုံမှာပစ္စည်းတစ်ခုထပ်ထုတ်ခြင်းကုန်ကျန်းထပ်ဝယ်ရတယ်ဒါပေမဲ့ကျွန်တော်တို့ digital asset တွေဥပမာ e-book တွေ software တွေ video online course တွေဒါတွေကိုနောက်ထပ်လူတွေစီကိုရောက်ဖို့ဆိုရင်ကုန်ကျစရိတ်ကထပ်မကုန်တော့ပါဘူးတစ်ခါပဲကုန်ကျစရိတ်ရှိမှာပါဒါကြောင့်မို့ကျွန်တော်တို့ကုန်ကျစရိတ်နည်းနည်းနဲ့လူများများစီကိုရောက်တဲ့အတွက်ကျွန်တော်တို့အမြက်ကမိတ်ဆွေမှာပိုးကြံပါလိမ့်မယ်ပိုးမှကျော်ဝချမ်းသာမှုစီကိုပိုးဖန်တီးပေးနိုင်ပါတယ်
ဒါဆိုရင်ဒီဗီဒီယိုကိုနားထောင်ရုံနဲ့မိတ်ဆွေမပြီးပါဘူးမိတ်ဆွေလက်တွေ့ဘာလုပ်ရမလဲဆိုရင်အဆင့်တက်ဒီကနေ့ကစပြီးဖုန်းကိုကြည့်ုံတင်မကြည့်ပါနဲ့consumer ဘဝကနေရုံထွက်ပါသုံးစွဲသူဘဝကနေအသုံးချရသူဖြစ်အောင်လုပ်ပါတခုခုကိုဖန်တီးပါမိတ်ဆွေ content ဖန်တီးမှာလားကိုယ့်ရဲ့ knowledge တွေကိုယ့်ရဲ့ဘူးသူတွေကိုသိချရတဲ့အကြောင်းအရာတွေကိုတခုခုကို internet ပေါ်မှာစတင်တင်လိုက်ပါနောက်ထပ်အဆင့်နှစ်ကိုမှရှိပြီးသားကျွမ်းကျင်မှုနဲ့နည်းပညာကိုပေါင်းစပ်ပါမိတ်ဆွေက engineer လားဆရာအောင်လားဒါမှမဟုတ်ရင်မိတ်ဆွေက skill တွေရှိရလားဒါတွေကိုနည်းပညာတွေနဲ့ပေါင်းစပ်ပြီးကမှကိုယ့်ရဲ့ level ကိုမြင့်တင်လိုက်ပါနောက်ထပ်အဆင့်3ကျွန်တော် develop ကိုအနည်းဆုံး asset တခုတိစောက်ပါ asset ဆိုတာကျွန်တော်ဗီဒီယိုတွေဒီ content တွေပေါ့နော်ဒါကိုအဲ့ asset ကိုမိတ်ဆွေအလုပ်ပြီးသွားရင်တော့ internet ပေါ်မှာမိတ်ဆွေအတွက်ဆက်ပြီးအလုပ်လုပ်နေမှာပါဖန်တီးပြီးနေမှာပါတက်လုံးအလုပ်လုပ်လို့ရပါတယ်နောက်ထပ်အဆင့်4နေတိုင်းကိုမေးပါဒီအလုပ်ကိုနည်းပညာနဲ့ပုံမမြန်အောင်လုပ်လို့ဒီအလုပ်ကိုနည်းပညာနဲ့ပုံမြန်အောင်လုပ်လို့ရမလားဒီစနစ်ကိုနည်းပညာနဲ့ပိုသက်သာအောင်လုပ်လို့ရမလားဒီလုပ်ငန်းကိုမိတ်ဆွေမပါပဲလက်ပတ်လို့အောင်လုပ်လို့ရမလားကိုမပါပဲလက်ပတ်အောင်လုပ်လို့ရမလားအနာဂတ်မှာအချမ်းသာဆုံးဖြစ်လာမဲ့သူတွေကပြန်စာသားတွေကိုပိုင်ဆိုင်ထားတဲ့သူတွေမဟုတ်ပါဘူးမိတ်ဆွေတို့ရဲ့ idea တွေကိုနည်းပညာနဲ့မြောက်ပြီးအချိန်မြင့်အောင်ဘယ်လိုလုပ်ရမလဲဆိုတာသိတဲ့သူတွေပဲဖြစ်လာပါလိမ့်မယ်ဒီနေ့မိတ်ဆွေရွေးချယ်လိုက်တဲ့နည်းပညာနဲ့ဘေးရွယ်ဆိုးကျဖြစ်တဲ့တိုးတက်မှုအောက်မှာကျွန်တော်ကြာရှုံးပါလားဒါမှမဟုတ်နည်းပညာ line ကိုစီးပြီးကိုယ့်ရဲ့လွတ်လပ်မှုတွေချမ်းသာမှုတွေတည်ဆောက်မလားကျွန်တော်ဒီ AI နည်းပညာတွေကပဲသူ့အလိုလိုကျွန်တော်ကြိုးပမ်းမှုကိုဖြစ်စေမှာမဟုတ်ပါဘူးကိုယ့်ရဲ့ D-Train Family မှုတွေနည်းပညာ level တွေဒီ3ခုပေါင်းစပ်မှာသာကြိုးပမ်းမှုဖြစ်ပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်အနာဂတ်ဆိုတာနည်းပညာကိုသုံးစွဲရုံတင်မကပါဘူးနည်းပညာနဲ့မိကိုယ့်ရဲ့အဆက်တွေကိုတည်ဆောက်နိုင်တဲ့သူတွေကရှေ့ကိုပြင်ပြရောက်ပြီးကြိုးပမ်းချမ်းသာမှုတွေကိုဖြစ်လာစေမှာဖြစ်ပါတယ်